ဒါကတော့ကျွန်တော်တို့လူငယ်တွေအတွက်အဓိကထားပြီးတော့လုပ်ပေးတာမလို့ဈေးကလည်းတော်တော်တန်တယ်ဗျမြန်မာငွေ1000ခန်းလောက်ပဲကြားမယ်အလုပ်စပွဲနေရာ co-working space တောင်းကျွန်တော်ပြောပါမယ်ဒါရန်ကုန်ရဲ့အချက်ကြာပြီးတော့တွားရလာလွယ်ပြီးတဲ့နေရာကောင်းတစ်ခုမှာဒါကိုပိုင်အလုပ်စပွဲနဲ့အလုပ်တွေကိုအာယုံစိုက်လုပ်နိုင်ဖို့အတွက်မြန်မာစံတော် office tower ရဲ့ co-working space ကအကောင်းဆုံးပဲဖြစ်ပါတယ်အဲကွန်အေးလေးရှိမယ်ပြီးတော့မိမပြတ်ပဲနဲ့ဒီတိတ်ဆိတ်ပြီးတော့ပဝင်းကျင်ကောင်းတဲ့နေရာလေးတစ်ခုမှာအလုပ်လုပ်ချင်တယ်ကျွန်တော်တို့ freelancer တွေအဝေးကနေအလုပ်လုပ်ပေးနေတဲ့ remote job သမားတွေ online student တွေအတွက်အကောင်းဆုံးဖြည့်ရှင်ခြင်းတစ်ခုဖြစ်ပါလိမ့်မယ်။ကဲအဲ့တော့မြန်မာ Center Office Tower မှာအလုပ်စပွဲခါရမ်းပေးတဲ့ co-working space ဝန်ဆောင်မှုကတော့အမှန်